ကဲမျက်နှာသိခံနေဆိုရင်အများနဲ့လုံးနေကြကမျက်နှာကို cleansing ရေလုံးပါပေါ့နော်။ဒါကတုံးနေကြတိုနာကွန်တို့ကြီးပါဒီတိုနာကွန်တို့ကဒီလိုအကြီးပေါ့နော်။ဒီလိုအကြီးကြီးကိုမှ1000စွန်းစွန်းနဲ့အမစီမှာ3ထုပ်လောက်ပဲကျန်တော့တယ်ဒါပေမဲ့တစ်ထုပ်ကတော့အမရက်ချင်မှာဆို2ထုပ်ကိုတော့လူချင်းလေးကိုမျှပေးမယ်။နောက်ထပ်ပြန်ပြီးတော့မလို့ရတယ်ဆိုလို့ရှိရင်တော့မထက်ရောက်ပြီမယ်ပေါ့နော်မလို့မရသေးဘူးဆိုလို့ရှိရင်တော့နောက်ထပ်တယောက်ကိုထုံလုံးနဲ့2ယောက်တော့ရပါမယ်ဒီဟာကြီးကဒီလိုအထုပ်ကြီးရောအကြီးကိုမှဒီလိုဇစ်ဆွဲလေးပါတယ်ဒီလိုဇစ်ဆွဲလေးပါတယ်ခါကြတော့ကိုကဖုန်နေအမှုန်နေနဲ့ဝင်စားလို့တော့ဒီချာချာလေးတင်ထားလို့ရတယ်ဒီထဲမှာဒီလိုမျိုးဂွန်းထုတ်ဂွန်းတွေအများကြီးပါတယ်လို့ဒီထဲမှာကအချက်ကြီးက900လောက်ပါတယ်ကွာဒါအမ3ယောက်ဆိုတော်တော်ကိုကြာနေဘယ်နှလောက်ရှိနေမှမသိဒီလိုမျိုးယူလိုက်တယ်သူကဂွန်းဘက်ကအရန်နုညံ့နေအဖုံမွားထွက်တာမျိုးမရှိဘူးဂွန်းဘက်ကအရန်နုညံ့နေ3နေရနေပြီးတော့မှပြဲသွားတာမျိုးစုပ်သွားမျိုးလည်းလုံးဝမဖြစ်ဘူးပေါ့ငါတစ်ဖက်နဲ့3ပြီးလို့ရှင်နောက်တစ်ဖက်တက်ပြီးတော့လှန်ပြီးတော့3လို့ရတဲ့အထိကိုဂွန်းဘက်ကတော်တော်လေးသုံးလို့အဆင်ပြေတယ်ကောင်းတယ်ပေါ့နော်ဘယ်လိုဖွာတာစုပ်တာပြဲသွားမျိုးလုံးဝမဖြစ်ဘူးဒီလေးစမတာကအမြဲတမ်းမှာသုံးတယ်ဒါဆိုလို့ရှိရင်ဒီမှာတော်တော်လေးတောင်ကုန်ပြီပေါ့နော်ဒီလောက်ဆိုရင်နောက်ထပ်2လလောက်တော့အမသုံးခန်းနေတယ်ဘာလို့လဲဆိုတော့ဒါကညဘက်ပဲသုံးရတာပါညဘက်ဒီလိုမျက်နှာတစ်ခန်းဒီညဘက်ကို skin care တော့မယ်မျက်နှာတစ်တော့မယ်ဆိုလို့ရှိရင်ဒီမှာဆလာကိန်းဆိုတာလေးနဲ့အရင်ဆုံးမှမျက်နှာကိုတန့်စင်ပြီးတယ်တနေ့ကမနက်ကလေးကလိမ့်သွားလိုက်တဲ့ skin care တွေ sun cream တွေနှာခမ်းတွေဒါတွေအလုံးကိုမှဒီလိုညဘက်မှာဆိုလို့ရှိရင်ဖြတ်ပြီးရပေါ့နော်ဘာလို့တနေ့ကကိုကသွားထားလာထားတဲ့အခါမှာ sun care နဲ့ပြောဆိုဘူးဆိုရယ်မျက်နှာမှာဖုံနေကက်တယ်ကြီးတွေကက်တယ်ရာသီဥတုပူတော့ချွေးတွေထွက်တယ်လိမ့်ထားတဲ့ skin care တွေနဲ့အဲ့တော့မျက်နှာအသားကြီးကတော်တော်လေးညစ်နွမ်းနေဒီလိုမျက်နှာအသားကြီးကညစ်ထေးထေးဖြစ်နေတယ်ပေါ့နော်ပြီးတော့ချွေးပေါက်တွေမှာဆိုလို့ရှိရင်လည်းဒါဘာနေနေကြီးတွေပိတ်နေမယ်အညစ်ကြီးတွေပိတ်နေမယ်ဒါတွေကိုမတို့ကဒီဘိုင်ဆလာဝါတာလေးနဲ့အရင်ဆုံးတက်ဆင်ပြီးတော့မှမျက်နှာကိုဆက်ပြန်နေတဲ့တပတ် cleansing လို့တီးကြတဲ့အတိုင်းပဲနှစ်ခါပြန်ပြီးတော့မျက်နှာသားကြီးကိုတန့်စင်တာပေါ့နော်ကဲအဲ့တော့ဒီဟာနဲ့အရင်ဆုံးပြန်လာတန့်စင်မယ်ဒီဟာကဘူးလေးဖွင့်လိုက်ဒီလိုမျိုးလေးပါအဲ့ဒါအမတို့ကဖိချလိုက်ရတာပေါ့နော်2ညလောက်ဆိုလို့ရှိရင်ကိုအဆင်ပြေပါတယ်မိတ်ကပ်လိန်းနဲ့တူeyeliner တွေဘာတွေအားလုံးစိုးထားရတဲ့သူဆိုလို့ရှိရင်တော့ဒါမပြတ်မချင်းတော့ဒီမိတ်ကပ်ကိုဖြတ်ပေးရမှာပေါ့နော်အမကတော့ဗာမိတ်ကပ်မှလိန်းထားဘူး sun cream လိန်းထားရဆိုတော့2ညလောက်နဲ့ရတယ်ညနာအသားရည်ကတိတိတာတာနဲ့ကိုသူကအသားရည်လင်းသွားတယ်အမကတော့သူများတွေလို့နူးညံ့ညံ့လေးတိတ်မလုပ်တတ်ဘူးအားရပါရအားနဲ့မန်းနဲ့မျက်နှာကိုလှုပ်တဲ့သူဆိုတော့ဒါဆိုရင်အမအသားရည်ကခုနကအသားရည်နဲ့မတူအောင်လင်းသွားတယ်ကြည်သွားတယ်နော်ခုနကမုံမွေးချုပ်ချုပ်ကြီးအသားရည်ကနေအခုတဖြည်းဖြည်းနဲ့လင်းသွားတဲ့ပုံစံဘက်ကလေးသွားတယ်အဓိကဘယ်လိုနေရာတွေလိုအပ်လဲဆိုဒီလိုနှာခေါင်းတွေပေါ့နော်ဒီလိုနှာခေါင်းကြားတွေဒါတွေဆိုရင်များသောအားဖြင့်ဒါကြီးတင်တယ်ပေါ့နော်အဲ့တော့ဒီလိုနှစ်ဖူးတွေဒါတွေပေါ့နှာခမ်းတွေကတော့စိုးထားတယ်ဒါမှဖြတ်လိုက်ပါပြီကဲဒီမှာဆိုရင်ဒါဒီလိုမျိုးပေါ့နော်ဒီလိုမဲသေးနေအောင်ထွက်တာပါဒါမိတ်ကပ်မလိမ့်ဘူးเนาะ skin care ပဲလိမ့်တဲ့အသားရည်တောင်မှဒီလိုမဲသေးနေအောင်ထွက်လာတယ်အဲ့ဒါကိုမှဒီဘက်တစ်ဖက်ကဂွန်းဘက်ကကြည့်လိုက်လုံးဝပြဲသွားတာဆုပ်သွားတာမဖြစ်ဘူးเนาะအဲ့တော့ဒီဘက်တစ်ဖက်ကဒါပြီးသွားပြီဆိုရင်ဒီဘက်တစ်ဖက်မှာတန့်နေရဲအဲ့ဒါနဲ့အမလေဘင်းတွေကိုတန့်စင်လိုက်ပြီပေါ့เนาะဒီလိုနားနောက်တွေမှာလည်းကြီးတွေရှိမှာဆိုကဲလေဘင်းကပူဆိုးတယ်ဒီမှာပါဒါလေဘင်းကိုတုပ်လိုက်တဲ့အဖက်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ဒီလိုဂွန်းဘက်ကလည်းတော်လေးအသုံးခံနေပြင်မိုင်ဆလာဝါတာကလည်းတော်တော်လေးအညစ်အကြေးတွေကိုဆုပ်ယူဖယ်ရှားပေးနိုင်တယ်အမမျက်နှာသားကြီးချက်ချင်းလေးပြီးတော့ဖွေးသွားတာအရင်သိတာရယ်နော်ခုနကဗီဒီယိုစတဲ့ခုနဲ့ကိုလုံးဝမတူတော့ဘူးမျက်နှာသားကြီးကဖွေးပြီးတော့လင်းသွားတယ်သားရည်လေးကတက်ဆင်ပြီးတော့သူကတခြားမိတ်ကပ်ဖြည့်ရည်တွေလိုမျိုးဒါသုံးပြီးလို့အသား6ကက်ကက်ကြီးဖြစ်သွားလုံးဝမဖြစ်ဘူးအသားရည်လေးကဆူဆူကြီးကြီးလေးဖြစ်လာတယ်သူက pH level လေးကိုတော်တော်လေးထိန်းညှိပေးနိုင်တဲ့အတွက်ကြောင့်မလို့အသားရည်ကိုဒီလိုတင်းတင်းရင်းလေးနဲ့ဆူဆူကြီးကြီးလေးဖြစ်သွားစေရပေါ့နော်ပြီးရင်တော့မှမျက်နှာတစ်ပါနေတဲ့အခါမှာမှဒီသုံးတယ်ဒါသုံးတယ်နောက်တစ်ခုကဒီမှာအခဲပေါ့နော်အခဲတာမှမဟုတ်အရေးသွား2မျိုးထွက်တယ်တစ်မျိုးစလုံးမှသုံးပါတယ်2မျိုးစလုံးကအနည်းတင်အတူတူပါပဲကိုယ်အဆင်ပြေလို့သုံးလို့ရတယ်အိမ်မှာနေရင်ဆိုလို့ရှိရင်ကျတော့အခဲကတော့ဘူးလေးလေးထည့်ထားသုံးလို့အဆင်ပြေတယ်ခီးထွက်တဲ့သူတွေဆိုလို့ရှိရင်တော့ဘူးလေးကအဆင်ပြေတာပေါ့နော်